interval လေ့ကျင့်တဲ့အချိန်ဆိုရင်လေဘလောက်နှုံးနဲ့ပြေးနိုင်လဲဒီကွာဝေးကိုအချိန်ဘလောက်နဲ့ပြေးနိုင်လဲဒါကိုပဲခေါင်းထဲမှာတစ်ချိန်လုံးဥတည်နေကြတယ်ပေါ့နော်တကယ်တမ်းအဓိကကလေ interval ဒီ repetition တစ်ခေါက်နဲ့တစ်ခေါက်နဲ့ကြားထဲမှာနားတဲ့အချိန်ဒီ recovery time လို့ခေါ်တယ်ဒီနားတဲ့အချိန်ကတော်တော်လေးအရေးကြီးတယ်ဒီမှရင်ဒီနားတဲ့အချိန်ကလည်း training ထဲမှာအကျုံးဝင်တယ်ဒါလည်း training ပဲပုံမှာပေါ့ကျွန်တော် interval တစ်ခေါက်ပြေးလိုက်တယ်3မိနစ်နားတယ်ကျွန်တော်က3မိနစ်လို့သတ်မှတ်ပြီးသွားရင်ဒီ3မိနစ်ပြည့်တာနဲ့ကျွန်တော်က recovery ပြန်ပြည့်လာနောက်တစ်ချိန်စဖို့အတွက် ready ဖြစ်ပြီလားဒါကိုထည့်စဉ်းစားဖို့လိုပါတယ်ဒါကြောင့် interval တစ်ခုလုပ်မယ်ဆိုရင်အချိန်ဘယ်လောက်သတ်မှတ်မှာလဲ3မိနစ်သတ်မှတ်မှာလား4မိနစ်သတ်မှတ်မှာလားမီတာ1000ကို4မိနစ်ပြေးနိုင်တဲ့လူရှိတယ်3မိနစ်50ပြေးနိုင်တဲ့လူရှိတယ်ဒါပေမဲ့သူတို့နှစ်ယောက်မှာ3မိနစ်50ပြေးတဲ့လူက10မိနစ်လောက်နားနေတယ်4မိနစ်ပြေးတဲ့လူကတော့3မိနစ်လောက်နားပြီးတော့နောက်ထပ်4မိနစ်ပြေးတယ်ဆိုရင်ဒါ4မိနစ်လူကပိုကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့350သာပြေးတာဟိုတယောက်ကအချိန်ကြာကြီးနားတယ်ဆက်ပြောရင်ဒီနားတဲ့အချိန်ဒီတော်တော်လေးအရေးကြီးတယ်ကျွန်တော်တို့က interval မှာ zone 5နဲ့ပြေးတဲ့ VO2 max run နဲ့ zone 4နဲ့ပြေးတဲ့ threshold run ဆိုပြီးရှိတယ်တကယ်တမ်းအသေးစိတ်တွက်ကြည့်ရင် VO2 max run မှာနှစ်မျိုးရှိတယ် anaerobic sprint လို့ခေါ်တဲ့ဒီ second ပိုင်းပဲပြေးတဲ့ interval ရှိတယ်နောက်တစ်ခါဒီ zone 5မှာပဲနောက်တစ်ခုကမိနစ်နဲ့ပြေးတဲ့ zone 5ရှိတယ်အဲ့တော့ zone 5ကိုပဲကျွန်တော်တို့ကနှစ်ပိုင်းခွဲထားတယ်တချို့ကလည်း zone 5လို့မခွဲဘဲနဲ့pure anaerobic ပြေးတဲ့ဒီ sprint ကို zone 6ဆိုပြီးခွဲလိုက်တာမျိုးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ smart watch တွေလက်ရှိသုံးနေတဲ့ sport equipment တွေဒီ zone 1 2 3 4 5 5မျိုးပဲခွဲတယ် zone 5 interval မှာနားတဲ့နားချိန်နဲ့ zone 4မှာနားတဲ့နားချိန်မတူဘူး zone 4ပြေးတယ်ဆိုရင်နားချိန်အဲ့လောက်မရဘူး zone 5ပြေးမယ်ဆိုရင်နားချိန်တော်တော်လေးရတယ်နောက်တစ်ခါခုနပြောတဲ့ anaerobic sprint ပေါ့ဒီ second ပိုင်းလေးအတွင်းကိုလူမာရှိတဲ့95-100လောက်အားအကုန်သုံးပြီးပြေးတဲ့ဟာမျိုးကတော့နားချိန်တော်တော်လေးရတယ်ခုနပြောတဲ့ anaerobic sprint လို့ခေါ်တဲ့ဒီ pure sprint ပြေးတဲ့အချိန်မှာအဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ creatine phosphate level ဒီတော်တော်နဲ့ပြန်မပြည့်ဘူးအနည်းဆုံး3မိနစ်အများဆုံး5မိနစ်6မိနစ်ဒါမျိုးနားမှသူကပြန်ပြေးတာဒါကြောင့်ကျွန်တော်တို့ကစက္ကန့်ပိုင်းအတွင်းမီတာ100 200အားကုန်ပြေးပြီးသွားပြီဆို3မိနစ်5မိနစ်ပြန်နားပေးရတယ်အဲ့ဒီချိန်ကြာမှခန္ဓာကိုယ်ရဲ့ဒီ ATP PC system ပြန်ပြီးတော့ replenish ပေါ့ပြန်ပြီးတော့ပြေးတာနောက်တစ်ခါ VO2 max run ပြေးမယ်သူက show run ပြေးမယ်ဆိုရင်လည်းပဲနဲ့သူနားချိန်တွေရှိပြီးသားဖြစ်ပါတယ်ရင်တော့ဆိုရင်ကျွန်တော်တို့က smart watch သုံးတဲ့ခေတ်မဟုတ်ဘူးအဲ့တော့နီးပြဆရာကြီးကဘာလို့ ရလဲဆိုရင်တစ်ခေါက်ပြေးပြီးသွားတဲ့အချိန်မှာဒီ level ဒီအောက်မှာရှိတဲ့ carotid pass လို့ခေါ်တယ်ဒီ level သွေးခုန်နှုံးတိုင်းတာဒီဟာကိုကျွန်တော်လက်ညှိုးနဲ့လက်ခလယ်နဲ့ပြီးပြီးတော့တိုင်းရတယ်ဒါမျိုးတိုင်းပြီးမှဒီကိုယ့်ရဲ့အပြေးသမားက recovery ပြည့်ပြီလားဒီတစ်ခေါက်ပြေးပြီးတဲ့အချိန်မှာအရန်ဒီ pass rate ကများနေလားဒါမျိုးကိုနီးပြသုံးသပ်တာဖြစ်ပါတယ်ခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ smart watch မှာကြည့်လို့ရှိရင်ဒါမျိုး easy run ပြေးတဲ့နှုံးရဲ့နှလုံးခုန်နှုံးလောက်ပြန်ရတယ်ဆိုရင်ကျွန်တော်တို့နောက် repetition တကြော့ interval တကြော့ပြန်ပြေးလို့ရပါပြီ interval နဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေကို zone class မှာပြောပေးပါမယ်အခုအဓိက sharing လုပ်ပေးချင်တာကတော့ဒီ interval ပြေးတဲ့အချိန်မှာပြေးတာတစ်ခုတည်းမဟုတ်ဘဲနဲ့နားချိန်ဒီလဲ training ထဲမှာအကျုံးဝင်နေဆိုတာကိုပြောပြပေးခြင်းဖြစ်ပါတယ်